လေးဆိုင်နေ sharing လုပ်ကြမယ်ပေါ့နော်ဒီမှာဆိုတော့ mango sticky rice ဒါပထမဆုံးပတ်တာကိုပဲစားခြင်းပဲအရင်ကတော့ခင်ဗျားဆင်နိုင်စားတယ်အုံးလို့လေးပေါ့နော်စားပဲစားမှာမပြောတော့ cheers ဆိုလာ2020ဒီဇင်ဘာလလောက်တုန်းကဆိုလာအမေမှာတက်လျှောက်ခဲ့ပူပါတယ်အဲ့တော့က yes ခံထောက်ခံစားမှာပါတဲ့အတွက်ကြောင့်မလို့ဆိုလာရဲ့ CV form လေးကိုလက်မခံခဲ့ဘူးပေါ့နော်လိုအပ်တာတွေကကျတော့ digital copy မဟုတ်ဘဲနဲ့ဒီကိုယ့်ရဲ့ documents တွေအကုန်လုံးပေါ့နော် print ထုတ်သွားမှာပါ CV form လို့မယ်နောက်တစ်ခုကအမေရဲ့ application form လို့မယ်နောက်ကတပ်ပုံရဲ့တပ်ပုံမှာဟိုမှာတကူလုံးပေါ်တပ်ပုံနဲ့ passport size တပ်ပုံရဲ့နောက်တစ်ခုက NRC copy လို့မယ်ဒီနောက်စုစီရင် original လို့မယ်ပေါ့နော်နောက်တစ်ခုမမေ့ရမှာကတော့ yes ခံထောက်ခံတာပါဆိုတော့တုန်းက yes ခံထောက်ခံတာမပါသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီက deadline လေးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်လုံးဝလည်းအိမ်ကိုပြောလို့မရတော့တာနဲ့အဲ့ဒါနဲ့သူတို့ form တင်ခဲ့ရအောင်ပေါ့နော်နောက်တစ်ခုကကျတော့ဆိုတော့ဘာမေးကြလဲဆိုတော့ MAI application form ကဘယ်ကနေယူရမှာလဲဆိုတော့ဘယ်ကနေ download လုပ်ရမှာလဲဆိုပြီးတော့မှလာမေးကြတယ်ပေါ့နော် MAI application form ကကိုသွားပြီးတော့မှကိုယ့်ရဲ့ documents တွေကိုသွားပြီးမှ drop လုပ်တဲ့အခါကျမှဒီ lobby မှာယူရမှာဖြစ်ပါတယ်ပေါ့နော် lobby မှာတခါတည်း form ကိုဖြည့်လိုက်ပြီးတော့မှတပ်ပုံကပ်ပြီးတော့မှကိုယ့်ရဲ့ documents တွေ CV form တွေဒီအိမ်အောင်စီးတွေ NRC တွေဒီတပ်ပုံတွေနဲ့ဒီတွဲတင်လိုက်ရမှာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခု CV drop တက်လုပ်တဲ့ခါကျရင်ပေါ့နော်အကြံပေးချင်တာတစ်ခုကကျတော့ဝစ်စာစီရင်မှုပေါ့နော်ဝစ်စာစီရင်မှုကကျတော့ဒီကိုထသွားထလာပေါ့ဆိုတော့ထသွားထလာနဲ့သွားခဲ့တာပါအဲဒါကြောင့်မလို့ထသွားထလာနဲ့တော့မသွားစေချင်ဘူးအပြင်ကိုသွားတဲ့ဝစ်စုံပေါ့နော်အဲ့လိုမျိုးကနေတော့မသွားစေချင်ဘူးဟိုရဲ့ business အထားရလေးဖြစ်ဖြစ်မကြကြလေးသွားစေချင်တယ်ပေါ့နော်ကိုသက်လျှောက်တာက cabin crew အလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အောင်တော့တင်တဲ့နေရာမှာ recruiter ရှိနေမှာမဟုတ်ပေမဲ့ဒါပေမဲ့ကိုယ့်ရဲ့ grooming ပေါ့နော်။ကိုယ့်ရဲ့အပြင်စင်အနေထားကကျတော့ပြောရမှာဆိုရင် first impression ပေါ့နော်။ဘာလို့လဲဆိုတော့ကိုယ် cabin crew အလုပ်ကိုသက်လျှောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ smart ကြကြလေးဝတ်သွားရင်ပိုပြီးတော့မှကောင်းပါတယ်။ပြီးတော့လေနောက်ထပ်မေးရတာအဲ့ဒီမှာ CV form တက်တဲ့တခါတည်း interview ရမှာလားဆိုပြီးတော့မေးရပေါ့နော်။တခါတည်း interview ရမှာတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့ဒီ CV ကိုသွားပြီးတော့ drop လုပ်ရမှာပေါ့နော်။အဲ့တော့ဒီ lobby မှာရှိတဲ့အမတွေကနေပြီးတော့မှဒီ recruiter တွေပဲဖြစ်ဖြစ်ဒီတင်မှာရုံးချုပ်ကိုသွားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူဆိုကို pre screening နေနေတော့ကြည့်နေမှာပေါ့အဲ့တော့ဝစ်စာစီရင်မှုကတော့ဟိုလိုတည်ရမလား interview တကယ်သွားတယ်လို့မျိုးမဟုတ်ပေမဲ့လေပေါ့နော်နည်းနည်း grooming လေးကိုတက်တက်ရရကလေးနဲ့လုံးဝ smart ကြကြလေးတော့သွားကြပေါ့နော်အဲ့ဒါလေးပဲအချက်ပေးချင်တာပါဒီနေ့ video လေးကတော့ဒီလောက်ပါပဲဆက်စားလိုက်ပါဦးရှင်